ကဲအားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကချင်းမိုင်မြို့ကြီးကိုသွားလိုက်မှာဖြစ်ပါတယ်ချင်းမိုင်မြို့မှာကျွန်တော်ဘာတွေလုပ်ပြီးဘာတွေစားမလဲဘယ်တွေသွားမလဲဆိုတာသိချင်ရင်ကျွန်တော်နဲ့တူလိုက်ခဲ့ပါကဲသွားမယ်สถานีเพชรบุรีโปรดใช้ความระมัดระวังขณะก้าวออกจากรถ Phetchaburi Station Please mind the gap between train and platform အခုကျွန်တော်ရောက်ရှိနေတာကတော့မက္ကဆန် Airport Rally Line မှာပါကျွန်တော်ကဆမ်ယန်ကနေပြီးတော့ Ratchaburi ထိကိုစီးလာတာပေါ့နော်အခုကျွန်တော်မက္ကဆန်ကနေစဝနဖုန်းကိုစီးတော့မှာဖြစ်ပါတယ်โอเคကျွန်တော်နဲ့တူသွားကြရအောင်ကဲအခုစဝနဖုန်းလေးစိတ်ကိုရောက်ပါပြီကျွန်တော်ကတက်ပုံရိုက်ရတာကြိုက်တဲ့အတွက်ကျွန်တော်လီစိမ့်မှာတက်ပုံရိုက်တယ်ဒါနဲ့စကားမဆက်ကျွန်တော်ချောတယ်မလားကျွန်တော်ကချင်းမိုင်လေဆိပ်ကနေဟိုတယ်ကိုတက်စီစီးပြီးတော့ပဲသွားလိုက်တယ်ပေါ့နော်We have both sides. โ
အခုဆိုဟိုတယ်ကိုရောက်ပြီကဲဟိုတယ်ခန်းကိုလိုက်ပြမယ်ကဲတူတူကြည့်မယ်ဟိုတယ်ခန်းကိုဝေါဒါကတော့ကျွန်တော်တဲမဲ့ကျွန်တော်ရဲ့ဟိုတယ်ခန်းဖြစ်ပါတယ်ဒီအခန်းလေးကိုကျွန်တော်အရန်ကြိုက်တယ်ဘာလို့လဲဆိုတော့သူ့ရဲ့ view ကဖုန်ကြီးကျောင်းကိုမြင်ရတဲ့ view ဆိုတော့ကျွန်တော်ကပိုကြိုက်တယ်ဟယ်လိုအခုကျွန်တော်ကချင်းမိုင်ရဲ့နံမြို့ယိုကြီးကိုရောက်နေတာဖြစ်ပါတယ်ပြီးတော့ဗာစားမယ်ဘယ်သွားမလဲဆိုတာကတော့ကဲတူတူလိုက်ကြည့်ပါသွားမယ်ခုကညစာလာစားတာဖြစ်ပါတယ်လိုက်လေပြီးပြီဆိုတော့အခုညစာလာစားတာအော်ဒါလဲမှာပြီးပြီဘာဒီမာလာလဲဆိုတာကဲတူတူကြည့်လိုက်ကြရအောင်ခုမာလာလာတွေလည်းအကုန်ရိုက်ပြီဆိုတော့စားပြမှာဖြစ်ပါတယ်စပါဂက်တီပါဒီထဲမှာပဇွန်ပါတယ်ပြီးတော့ဝတ်သားချောက်ပါတယ်ငရုတ်တီကတော့တတောင်တောင်ပဲပါတယ်အဆက်မစားဘူးဆိုတော့လေkhông làm dù chứ không phải nên ném mà này có phải nên ném mà này cái dùng này còn gì vậy ạဒါလေးက blueberry soda ဖြစ်ပါတယ်။ကဲတောက်ပြမယ်နော်။သူကသီးစုံရရတာပဲ။ဒီထဲမှာလိမ္မော်ပါတယ်။ပြီးတော့ဖရေသီးပါတယ်။ပြီးတော့ငကမောက်သီးပြီးတမယာသီးပြီးတော့တလဲသီးလည်းပါတယ်။အရန်ရတာကောင်းကဲဒါလေးကဖတ်ထုတ်ကြော်ပါပဇွန်ဖတ်ထုတ်ကြော်ပါအထဲထဲမှာပဇွန်ပါတယ်ပေါ့နော်ပဇွန်ဖတ်ထုတ်ကြော်ကျွတ်တယ်အရန်ကျွတ်တယ်သူကြီးရတယ်စားပြမယ်ကြည့်ကျွတ်နေတယ်ပါအခုစားလို့တောက်လို့လည်းပြီးပြီခရီးလည်းပန်းလာပြီဆိုတော့ဟိုတယ်ပြန်ပြီးတော့ပြန်နားပါတော့မယ်မနေ့ပြန်မှာပြန်တွေ့မယ်နော်